2026မှာတော့ကျွန်တော်တို့ဒါလေး recommend ပေးတယ်ပေါ့နော်။အားကကျွန်တော်တို့ဆိုင်မှာရောင်းနေတဲ့အတွက်ကျွန်တော်လည်းတစ်လုံးဝယ်ထားတယ်ကျွန်တော်တငယ်ချင်းကိုလည်းတစ်လုံးရောင်းထားတယ်တနေ့လူတွေလည်းရောင်းမှာပဲပေါ့နော်။ဘာလို့ကျွန်တော်ကိုယ်တိုင်ကြိုက်တယ်ကျွန်တော်ကိုယ်တိုင်ရိုက်လို့သူများကိုလည်းကျွန်တော်တို့ကောင်းတာလေးရစေချင်တာပေါ့နော်။ဟုတ်မင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီနေ့ပြောချင်တာကတော့ဒီ P600 ပေါ့နော် Forex ကနောက်ဆုံးထွက်ထားတဲ့ P600 မော်ဒယ်အသစ်အကြောင်းလေးပြောချင်တာပေါ့နော်ဒီကတော့ကျွန်တော်တို့ဒီကာလာအကြောင်းရယ်ကျွန်တော်တို့သူ့ရဲ့အသားအကြောင်းရယ်ကျွန်တော်တစ်ချက်ရှင်းပြပေးပါမယ်နော်ဒီကဒီသူ့ရဲ့ဒီ top solid ဖြစ်တဲ့အကြောင်းလေးပြောချင်တာပေါ့နော်ဒီကျွန်တော်နောက်ဆုံးထွက် model တွေထဲမှာဒီကောင် top solid ဖြစ်တယ်ပေါ့နော်ရှေ့ကကျွန်တော် screw နဲ့ပြုတ်လုပ်ထားပြီး back and side မော်ဂနီသားနဲ့ပြုတ်လုပ်ထားတယ်ခင်ဗျအဲ့တော့ တော့ကကျွန်တော် tension ဖြစ်တဲ့ကြောင့်လို့လွင်နေအဲ့တော့အတန်ကလွင်ပြီးတော့အတန်ကြစ်တဲ့ပိုင်းတော့ပြီးတော့ top solid ဖြစ်တယ်ဆိုရခွဲရတာဘယ်လိုခွဲကြရလို့ပြီးတော့ top solid ကဒီစာဟိုအနာလေးကိုကြည့်လိုက်ကြတယ်ကျွန်တော်ပုံမှန်အသားတွေကဒီအလျားလို့အလျားပြတာပေါ့နော်အလျား top solid ဖြစ်တဲ့အသားဒီသူ့ရဲ့ဒီနှခမ်းအကျယ်သူအထောင်လိုက်ဖြစ်ဒါ top solid ဖြစ်တယ်ပေါ့နော်ပြီးတော့ A2 ပါမယ်ပြီးတော့အောင်မခံ12လပါမယ်ဗျာဟောရကကျွန်တော်စတင်ပြီးတော့ဒါနောက်ဆုံးထွက်ထားတဲ့ကောင်လေး9သိန်း3000နဲ့9000တခုတော့ရှိသေးတယ်ဒီကောင်စပြီးတော့ထုတ်ခါစားတော့ကကျွန်တော်တို့ဒီ pre order ဆိုပြီးတော့ကျွန်တော်တို့ဒီရောက်40ပေါ့နော်ပထမဆုံးဝယ်တဲ့ရောက်40က4,83000နဲ့ရပါဗျအဲ့တော့9,600တက်တာပေါ့နော်ပြန်တွက်ကြည့်မယ်ဆိုရင်9,600တက်တာလေအဲ့တော့ရတဲ့ customer တွေပို့တက်တယ်နော်ဒါတစ်ခါလေးပြောပြတာတော်တော်တက်တယ်အဲ့ထဲမှာကျွန်တော်နှလုံးပါတယ်9,300,900နဲ့ခြားဒီဈေးတဲ့ရရဆိုရင်လည်းကျွန်တော် comment မှာတစ်ချက်လောက်ဖြည့်ပြသွားပါအောင်ဗျကာလာချိတ်တဲ့အကိုတွေလည်းလို့ကာလာကြီးကိုသိပြီးရွေးပါနဲ့အကိုကတီးမဲ့ဆိုရင်တော့အယောင်မရွေးပါနဲ့ဗျအကောင်းဆုံးတော့တဘာဝအယောင်ပဲကောင်းလိုက်ပါကျွန်တော်လည်းအမဲကြိုက်တယ်ခုတော့ all black ပြမယ်ခုတော့ all black အမဲခမရတော့ကြိုက်သေးတယ်သူ့ရဲ့တဘာဝဆက်စံဂီတာကိုဒီ trade တိုင်းလေးပဲကောင်းတယ်စကားတွေအကုန်လုံးချုပ်ပြီးတော့ပြန်ပြောမယ်စကားတွေလည်းအများကြီးပြောတယ်သူတွေတွေအများကြီးဆင်ပြောတယ် recommend လေးပေးချင်တယ်ဝမ်းကလာပဲလာတယ်သူကတဘာဝအသားရောက်နေကျွန်တော်ပြောတာမကြည့်နဲ့ကျွန်တော်ပြောတာလည်းမယုံနဲ့ဆိုင်မှာလာဆန်းလားဒီပဲရှောက်ပြောတာပါလေဆိုင်လာခဲ့လားရန်ကုန်ရဲ့မန္တလေးရဲ့တောင်ကြီးရဲ့ရန်ကုန်မှာဆိုရင်တာမွေပြိုင်းယူဦးစင်လမ်းမှာဖွင့်ထားတယ်ဗျတာမွေစီဘက်ကဝင်ပို့နေတယ်9နာရီကနေညနေ6နာရီဖွင့်တယ်ဗျဆိုင်မှာရုပ်ချောကိုကြီးရောင်းထားတယ်ကိုကျော်ကြီးရဲ့နောက်အောင်စမှုနဲ့တူတဲ့တူတော့ရှိတယ်အဲတူပို့တော့ပေါ့မျက်မှန်နဲ့တောင်ကြီးမှာဆိုရင်ကျွန်တော်မြင်းရုံလမ်းခွဲမင်္ဂလာဦးရဲ့ပေါ့နော်အဲ့မှာကျွန်တော်နောက်တစ်ခုကကျွန်တော်မန္တလေးကတော့ကျွန်တော်တို့ရဲ့ဇာတိပေါ့နော်64လမ်း40မှာရှိရဗျအဲဆိုတော့ဆိုင်မာလာဆန်းစေကြီးနဲ့ဗျဒီနေ့ကတော့ဒီလောက်ပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ရမယ်နော်အားလုံးကျေးဇူးတင်ပါတယ်